Okay ဆိုတော့ဒီနေ့ကျွန်တော်တို့မျက်လုံးသုံးလုံးကြောင်းပြောမယ်အရင်ဆုံး main topic ကိုမသွားခင်အရင်ဆုံးသိထားမှာဘာလဲဆိုတော့ One Piece မှာက race တွေအများကြီးရှိရဆိုတာသိထားရင်ရပါhuman race giant cyborg lunarian fishman စသဖြင့်ပေါ့ maybe ရာနဲ့ချီပြီးရှိမယ်လို့ထင်တယ် race တစ်ခုချင်းစီတိုင်းကလည်းသူတို့ရဲ့မွေးရပါထဲလန့်ကိုစီနဲ့သူတို့နဲ့သက်ဆိုင်တဲ့နယ်ပယ်တိုင်းမှာတော့ဆရာကြပါပေါ့ဒါပေမဲ့တချို့ race တွေကြတော့ show လောက်တာလည်းနည်းတယ်လို့သူတို့ရဲ့တည်ရှိမှုကိုဖျောက်ထားများတယ်အဲ့ထဲဟာတခုကဘာလဲဆိုရင်တော့မျက်လုံးသုံးလုံးပါတယ်တာအိုင်းဆိုတဲ့ race ပါဟုတ်ပြီဆိုတော့ giant တွေဆိုရင်တာမန်လူသားတွေထဲအစတရားမကတန်ပါမယ် lunarian တွေဆိုရင်ဘိုးဘပြန်နိုင်မယ်ဒီ fishman တွေဆိုရင်တော့ရေထဲမှာအသက်ရှင်နိုင်ရပေါ့ဆိုတော့မျက်လုံးသုံးလုံးပါတဲ့ကောင်တွေရောဘာလို့တတ်တယ်လဲသူတို့ရဲ့မွေးရပါတဲလန့်နေဆိုရင်ဘာဖြစ်မလဲပေါ့ဒီကာရီတာပေါင်း16000ရှိရဲ့ထဲမှာမျက်လုံးသုံးလုံးပါတဲ့ကာရီတာဆိုလို့ psychopath ပူတင်မရှိပါတယ်ပူတင်ကလူသားစင်လာဆိုတော့သူကမစစ်ဘူးပြသူကသွေးတော့တတ်ပါဆိုတော့မျက်လုံးသုံးလုံးနေရဘာလို့တက်လဲပူတင်ပြောထားတဲ့ fact ကိုထောက်မယ်ဆိုရင်တော့အကယ်၍တာအိုင်းနေရအဝေးကန်းဖြစ်ခဲ့မယ်ဆိုရင်သူတို့က VOD လည်းကြားနိုင်တယ်လို့ phonic clip တွေကိုလည်းဖတ်နိုင်တယ်လို့သိရပါတယ်ဒါကြောင့်မလို့အကွက်ကြော်မြင်တဲ့ teach ကပူတင်ကိုပြန်ပြီးဆွဲခိုင်းတာပါပြီးတော့ပြန်ပြီးဆွဲတဲ့ mission မှာလည်းခူဇန်ကိုတုံးထားဆိုတော့ပူတင်ရဲ့ teach တွေ phonic clip ဖတ်ပေးဖို့တော်တော်အရေးပါတဲ့သူဖြစ်မယ်လို့တော့ယုံကြည်ပါတယ်ဒီ One Piece မှာက phonic clip တွေကိုဖတ်နိုင်တဲ့ character ရဲ့ရွှေထရှားရလို့တောင်ပြောလို့ရမယ်ဒီ Oda scholar ရထားတဲ့ Robin တို့လိုဖြစ်ရမယ်ပြီးရင် Kozuki ဂလန်သားရဖြစ်ရမယ် Kozuki ဂလန်သားရကြသူတို့ကဖတ်နိုင်တာပြင်ရေးလေရေးတတ်တယ်ဆိုတော့အကယ်၍များတိုင်းနေရဝေးကွမ်းဖြစ်သွားရင်တော့သူကလာမယ့် chapter မှာတော်တော်ကြီးအရေးပါမယ်လို့ကျွန်တော်ကတော့မြင်မိတယ်အကြောင်းရင်းရှင်းပါတယ် phonic clip ပေါ်ကစာရင်မဖတ်တဲ့ရင် last day ကိုမရောက်နိုင်ပါဘူး last day ကိုမရောက်ရင် One Piece ကိုရှာလို့မရပါဘူးဆိုတော့တာအင်းရဲ့ personality ကိုကြည့်လိုက်ဟာအချက်ကြောက်ကြည့်တယ်ပြီးရင် psychopath ဆန်တယ်သူတို့ရဲ့တရှိမှုကိုတခုမဟုတ်တခုနဲ့အမြဲတမ်းလို့ဖုံးကွယ်လေးရှိတယ်ပူတင်ရဲ့ flash run မှာဆိုရင်ပူတင်ကတာမန်လူသားတွေထက်ထူးပြီးတော့နှစ်ဖူးမှာမျက်လုံးတစ်လုံးရှိနေရမလို့ရွယ်တူကလေးရာအပေါင်းအသင်းမလို့ရတယ်လို့ပြီးရင်သူ့ကို monster တယောက်လို့ဆက်ဆံကြတယ်ဒီလိုအတိတ်ကရခဲ့တဲ့ trauma ကြီးကြောင့်ပဲတာအင်းကသူတို့ရဲ့အရှိတရားကိုရဲရဲကြီးချပြဖို့ဝင်နေတတ်ကြတာပါဟုတ်ပြီဆိုတော့ဒီမှာစဉ်းစားစရာနောက်တစ်ခုကဘာလဲဆိုရင်ဒီကာရီတာပေါင်း16000လူမျိုးစုရဲ့အများကြီးရှိတဲ့ထဲမှာဒီမျိုးလုံးသုံးလုံးပါတဲ့ကာရီတာပူတင်မရှိပါလားတခြားတော့ပူတင်လိုတူတဲ့သူရောမရှိတော့ဘူးလားအဲ့စဉ်းစားမိပါလားဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ပါလဲကျွန်တော်အမြင်တော့ပူတင်နဲ့တူတဲ့ကာရီတာတစ်ကောင်နှစ်ကောင်လောက်တော့ရှိလေဦးမယ်ဗျဒါပေမဲ့ရှားခက်လိမ့်မယ်ဘာလို့လဲဆိုရင်တာအိုင်းရဲ့ personality ကိုသူတို့ကဖုံးဝယ်တဲ့နေရာမှာဆရာကြီးကြလို့ပါအဲ့လိုပူတင်လိုပဲအချက်ကြောက်လေးကြည့်ရပြီးရင် psychopath လဲဆန်တဲ့ character နောက်တစ်ကောင်ရှိပါသေးတယ်ခီလာကအခုချိန်ထိသူ့ရဲ့မျက်နှာကိုအကြောင်းပြချက်မပေးဘဲနဲ့ဖုံးဝယ်ထားပါတယ်အမာရွတ်ကြောင်လားဒါမှမဟုတ်သူ့ရဲ့ style ကိုအဲ့လိုလားဒါမှမဟုတ်ပူတင်လိုပဲသူ့ရဲ့အရှိတရားကိုဖော်ပြဖို့ခက်ခဲနေလို့လားကီလာရောတာအိုင်းမဖြစ်နိုင်ဒီမှာဆိုမေကွန်းထုတ်ဆရာနောက်တစ်ခုကဘာလဲဆိုရင်မင်းကဒီ personality လေးတူတာနဲ့ခေးလာတိုင်းဖြေရောလားပေါ့အဲ့လိုလည်းမဟုတ်ဗျတခြားဆက်ဆက်မှုရှိပါသေးရဲ့အဲ့ဒါဘာလဲဆိုရင်တော့ pirate ဖြစ်ရှင်တဲ့သူတိုင်းရဲ့ crew တစ်ခုစီမှာ phonic clip နဲ့ဆက်ဆက်နေရပဲဖြစ်ဖြစ်ဒါမှမဟုတ် phonic clip ကိုဖတ်နိုင်တဲ့သူတယောက်မဟုတ်တယောက်ကတော့ပါကိုပါပါတယ် phonic clip ဖတ်နိုင်ဖို့ဆိုရင်တိုင်းအဝေးကန်ဖြစ်ရင်ဖြစ် Robin လိုအရန်နေထူးချွန်တာမျိုးဖြစ်ရင်ဖြစ် Kozuki ဂလန်သားရေးဖြစ်ရင်ဖြစ်အဲ့သုံးခုတွေကတရားရောက်ဖြစ်နေမှဒါ phonic clip တွေကိုဖတ်နိုင်ကန်ရှိမှာပါအဲ့လိုဆက်ဆက်မှုရှိရပေါ့ဆိုတော့ series အတွင်းမှာ pirate ဖြစ်ချင်နေတဲ့ Luffy စီမှာဆိုရင်လောလောဆယ် Robin ရှိရယ် Kish စီမှာဆိုရင် Putin ရှိရယ်သူကအဝေးကန်ဖြစ်တာမဖြစ်တာခဏထားပေါ့ဆိုတော့ Kid ရဲ့အိမ်မက်ကလည်း pirate ဖြစ်ဖို့ပါရှမ်းရောက်တာ crew မရှိတော့ပေမဲ့ Kid ရဲ့ pirate ထဲမှာလည်း phonic clip နဲ့ဆက်ဆက်နေတဲ့ Killer ရှိပါတယ်ဆိုတော့ Killer လည်းတိုင်းဖြစ်ဖို့များပါတယ်ပြီးရင်ခေလာရဲ့ match တိုင်ကိုကြည့်မယ်ဆိုရင်လည်းအပေါက်တွေကတာမန်မဟုတ်ဘဲနဲ့အပေါ်ကနေအောက်ထိတန်းစီပြီးဖောက်ထားမျိုးပါကီလာရဲ့ baby version ကို SBS မှာချပြတော့လည်းသပင်ဘုတ်တိုင်နဲ့တခုခုကိုဟိုက်ထားတယ်လို့ခန်းစားရပါတယ်ပြီးရင်ခါမာဇို version မှာဆိုတာအဲ့တိုင်းပါပဲပတ်တီစီထားပေါ်ကနည်းနည်းထူးဆန်းတယ်လို့ခန်းစားရတာပေါ့ဒီ Oda ကိုတန်ကလည်းကီလာရဲ့ face နဲ့ပတ်သက်ပြီးတော့ information ပေးထားတာနေတဲ့ထဲမှာပါတယ်ပြီးတော့ကီလာဆိုရဲ့ character လည်း underrated ဖြစ်တာကြောင့်လို့ fan နဲ့ကလည်းပါချင်ပါအောင်ပေါ့ဆိုတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ပါလဲဗီဒီယိုရတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်